အားလုံးပဲမင်္ဂလာကျွန်တော်ကသူခါခါကြောင့် Hello everyone အားလုံးပဲမင်္ဂလာပါ Leona Tracy channel လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ vlog လေးကတော့ holiday vlog ပဲဖြစ်ပါတယ်ပြီးတော့ဒီစီမှာ holiday အများကြီးကြောင့် holiday vlog ဖြစ်ရခြင်းပဲဖြစ်ပါတယ်ဒီနေ့ကတော့အခုဒီနေ့ကတော့ဘောနော် Tracy တူမလေးရောက်နေရဖြစ်ပါတယ်ဆိုတော့ဒီ vlog လေးကိုဆက်ပြီးတော့ကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်ဆိုတော့စားလိုက်ရအောင်ဒီမှာပါ Tracy တူမလေးရတော့ပါတူမလေးကြောင့်တူမလေးကြောင့်ဟမ်တူနေတော့ဘရရတယ်ရတဲ့နေတိုးနေအေးဟာကြီးကျွန်တော်ကသူ့မေအောင်ကြည့်ပါဦးတိုးနေโอเคမင်းကလို့ရဝဲကြတယ်ဒီနေ့တွေ့ရကျွန်တော်ကသူဆွဲနေပေါ်တော့ယူတော့ပုံဆွဲတယ်အဲ့ဒါမှအနီးနဲ့အပြားနဲ့ရောပြီးလို့ဖြစ်တော့ပါတယ်ဟုတ်ကဲ့အရင်တော်ပါတယ်နော်နာမည်လေးဘယ်လိုခေါ်ပါလဲနည်းလောက်ပြပြရရှင်ထင်ထားတာဆိုခင်ခါခါဆိုပါရှင်ထင်ထားတာဆိုမဟုတ်ပါဘူးOh my god ဘာလဲရှိပြီလား What စနေထူတော့မယ်ကျွန်မဘိုက်စားနေပြီရှင်းမစားဘူးလားအမမစားဘူးလားငါခါမစားဘူးလားလို့ Hey ပြန်ပြောလေစားရမလားသွားမယ်ဘိုက်စားတယ်ကျွန်မဘိုက်စားနေပြီခွေးသွားမှနေငါပြောသွားမယ်အမထမင်းစားလို့ရတယ်လေဟမ်ထမင်းစားလို့ရတယ်မစားဘူးလားခဏအဲ့ဒါထိုးပေးမရအဲ့ဒါထိုးနေထိုးနေအမ်ခွန်ဒီစားအောင်မထိုးပေးနဲ့သူ့ကိုထိုးပေးလိုက် outfit ကိုပြပါမယ်ရှင်ဒီ outfit ဟုတ်ပါလားလာအောက်ကရက်ဆိုဆိုမ T-shirt နေအောင်လေးအောက်က sweat pant နော်အဲ့လိုဟုတ်ကဲ့ဒီမှာတော့ဒီမှာ cromie ဒီပန်းအောင်T-shirt လေးနဲ့အောက်ကဒီ jeans လားဟုတ်တယ် jeans ဟုတ်ကဲ့ဒီအောက်က jeans ဒီဘောင်းမီရှိရှိလေးအပြအောင်လေးပဲဖြစ်ပါရဲ့ရှင်မတော့တော့မှာအနောက်မှာတော့မထုံမြတ်ကျစ်ထားပါတယ်လာပါတယ်ပန်ဒါလေးကမှနိုင်ရည်သက်လေးပါကြောလိုက်ပါဦးရှင်ဒါမဲ့နိုင်ရစင်ပြီပါโอเคပါဒီနေ့outfit check ပြီးသွားပါပြီရှင်โอเคပါခါကြာတော့ Tracy အမတဝင်းခွဲရဲ့သမီးပေါ့နော်ဆိုတော့ Tracy တူမဖြစ်သွားပဲဖြစ်ပါတယ်ခုလောလောဆယ်အိမ်မှာဘာမှလုပ်ဆက်မရှိပါဘူးဆိုတော့ဒီမှာပါရန်ကိုစော့နေပါတယ် तू ကရောက်တဲ့ပုံဆွဲရပါကြည့်လိုက် artist လောက်မှလာတော့မသိပါဘူးဒါပေမဲ့ပြောရတော့ဆောင်းမင်းသမီးလို့ပြောပါရှင်ဒီမှာလည်းသိချာတော့မသိဘူးပေါ့နော်အဲ့တော့ kitchen မှာဖြစ်ပါတယ်မရှင် mom နဲ့မှာကိုပါအဲ့တော့မလုပ်နဲ့မခိုင်းဖြစ်သွားတယ်ဟုတ်ကဲ့ဟောပါမယ်ရှင်ဟုတ်ကဲ့ပါမကြည့်ပါဘူးသွားနေရပုံလေးခိပါတယ်ပြီးတော့ vlog ကကြတော့ဒီနေ့ကကြတော့ Sunday ပဲရှိသေးတယ်မနက်ဖြန် Monday အတွက်တင်ဖို့အတွက်ဒါလုပ်တာပေါ့နော်ဒါမဲ့လည်းအခုတင်ဖြစ်ချင်လဲတင်ဖြစ်ပါမယ်ရှင်ကျမကလည်း Tracy လည်းအမှ edit လုပ်စရာကြီးလည်းရှိပါတယ်ခုနောက်ပိုင်းကျတော့ Tracy ကဒီလိုမျိုး TikTok account နေမသုံးတော့ဘူးပေါ့နော်ဘာလို့ဆိုတော့ video တင်လိုက်လို့ရှိရင်အစင်သိမ့်မပြေဘူးအဲ့တော့ quality ကနည်းနည်းအဆင်မပြေသေးတဲ့အတွက်ကြောင့်TikTok account ကကြတော့ video တွေအကုန်ဖြတ်လိုက်ပါတယ်ဆိုတော့ဖြတ်လိုက်တဲ့အခါကျတော့ဒီ YouTube channel မှာနော်ရှိ Leona Tracy YouTube channel ပေါ့နော် Leona Tracy YouTube channel လေးမှာပဲတင်มาတော့မယ် vlog လေးတွေကိုဒါပေမဲ့ကျွန်တော်ဘာဖြစ်မှလားတော့မသိပါဘူးဒါပေမဲ့ဒီနေ့ကတော့ Tracy အဖွားရောက်လာမယ်ဖြစ်ပါတယ် Tracy ဖွားရောက်လာမယ်နေပဲဖြစ်ပါတယ်ဆိုတော့ Tracy အဖွားဒီကိုပေါ့နော်မျက်စိလာကုဖို့အတွက်ရောက်တာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုလုပ်သွားမလဲတော့မသိဘူးပေါ့နော်ပြီးတော့လောစေဒီပုံဆွဲကြည့်ရအောင်ပြပြပါနည်းနည်းပို့ပါမယ်ဘာမှကြားတယ်ဟုတ်တယ်ဒီပုံဆွဲနေပုံလေးပါရှင်မတပုတ်ရမတပုတ်ရကြကျမတပုတ်ရပါဒီအပိုင်းမှာလေ Tracy နဲ့ Tracy တူမလေးနဲ့တပုတ်ရိုက်ထားတဲ့အပိုင်းပေါ့ဒါပေမဲ့ဒီမှာကျဆောင်းငန်းလေးဖြစ်တာပေါ့နော်ဆောင်းငန်းလေးဖြစ်တဲ့ဟာနဲ့ဒီအတက်ဖြစ်တဲ့ဟာပေါ့နော်ဆက်ထားကြည့်ခံပြီးတော့ကြည့်ပေးကြပါရှင်ဒီချာလေးပေါ့နော်ဒါပေမဲ့အမှနည်းနည်းကြာသွားတဲ့ဗီဒီယိုပိုင်းမှာနေသူကခါကြာတော့လေဒီပုံနေဆွဲနေရတယ်မနေ့ရိုက်လိုက်ရပါရှင်အမတပက်လားကျမတီးတဲ့ရပြီချလို့လုပ်ပါလာပါ
မမေးနေတယ်နေမျိုးလုံးอ่ะခိုင်ခါစား post ကဟဲ့ကြာနေလို့ကြာဟယ်လိုဟဲ့ဘယ်လိုလုပ်အရာတိခါတဲပုံတခြားလို့这嘛没出现皮肤。妈呀！家来差太烦了。哎，这嘛的也没开。Okay. ခုကတော့ full session ရောက်ပါပြီဆိုတော့တိုက်တာဒီလိုကထောက်တယ်ဟာပါမယ်ဦးကြတော့ဒါတိုင်းထောက်ပါမယ်ဒါပဲစားလိုက်ပါမယ်အိုးကြီးအထောက်ရပါဘယ်လိုမှအဲ့ကောင်းဒီမဲ့ရပြမားတယ်ပြော它这没啥给你用，没得啥的。你找个人？好的。那这把牛排比这把就远了些，没有。你咋是的？也看到老些呢。哪里看啥呗？အမှသာကြည့်ပါဒီတူမလေးကြံခဲ့ရပြီးတော့နောက်ကဒီလိုက်သွားပြီးတော့ပေါ့နော်ရေမခတ်သေးဘူးလားပြောတယ်ရလာပြောပါပါတယ်အမှကြည့်ပါတခြားလေးကြည့်ပြီးအမှတော့ပြန်ဟောပြတော့ကြည့်အဲ့ဒီလိုက်သွားဒီမိုးလာလို့ရသားပါတယ်ဘာပြောနေလဲဟာအမတို့ကြည့်မမြင်အောင်စားကြပါဦးရှင် This is your one bite. This is for you. My baby, Dobby. Sao rồi? Dobby. Hả? Gì vậy này? So full session nào thì đâu bà bé rồi đó. Okay.